အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်မျိုးကိုဖြစ်ပါတယ်ဂျပန်နိုင်ငံဟာကမ္ဘာမှာငလျင်တန်းကိုအကောင်းဆုံးခုခံနိုင်တဲ့နိုင်ငံတစ်ခုလို့လူသိများပါတယ်ဒါပေမဲ့ဒီဆင့်ကိုရောက်ဖို့ဂျပန်ဟာတမိုင်းတစ်လျှောက်မှာဘလို့ကြောင်းမဲ့ဖွယ်ရာကောင်းတဲ့ငလျင်တန်းတွေကိုကြုံခဲ့ရပါတယ်လေဒီနေ့မှာတော့ဂျပန်နိုင်ငံရဲ့ငလျင်တမိုင်းကြောင်းနဲ့ကျွန်တော်တို့မြန်မာလူမျိုးများအတွက်ဘေးကင်းလုံခြုံရေးအကြံပြုချက်တွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ1923ခုနှစ်ခန်ဒိုဒိုင်းဂျီရှင်တိုဂျိုနဲ့ခါနာကာဝါဒေသတစ်ခုကိုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အင်အားအားဖြင့်မဂနီကျူ 7.9 မဂနီကျူရှိခဲ့ပြီးလူပေါင်း1,400,000 ကျော်တည်ဆုံးပျောက်ဆုံးခဲ့ပါတယ်။အဲ့ဒီခေတ်မှာအိမ်တွေကတစ်သားအိမ်တွေဖြစ်ပြီးငလျင်ပြီးနောက်မီးလောင်မှုကြောင့်မြို့တစ်ဝက်နီးပါးပြာကျသွားခဲ့ရပါတယ်။ဒီငလျင်ပြီးနောက်ဂျပန်ဟာမြို့ပြစီမံကိန်းတွေကိုမီးဘေးဒဏ်ခံနိုင်အောင်ပုံမကျယ်ဝန်းတဲ့လမ်းမကြီးတွေနဲ့ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ဂျပန်အစိုးရဟာတိုင်းရှင်း accurate assistant လို့ခေါ်တဲ့ငလျင်တန်းခံအဆောက်အဦဥပဒေကိုအကြီးအကျယ်တင်းကျပ်ခဲ့ပါတယ်1995ခုနှစ်ဟန်ရှင်ဟာဝါဂျီဒိုင်းဂျီရှင်ဒီငလျင်ကတော့ခိုဘေးမြို့နယ်အနီးတစ်ဝိုက်ကိုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်မဂနီကျူ 7.3 မဂနီကျူရှိခဲ့ပြီးလူပေါင်း 6,400 ကျော်သေဆုံးခဲ့ပါတယ်အဝေးပြေးလမ်းမကြီးတွေပြိုကျခဲ့ပြီးရထားတွေပျက်စီးခဲ့ရတဲ့အထိပြင်းထန်ခဲ့ပါတယ်အဆောက်အဦအဟောင်းတွေအများကြီးပြိုကျခဲ့တာကြောင့်ဂျပန်အစိုးရဟာတိုင်းရှင်း accurate assistant လို့ခေါ်တဲ့ငလျင်တန်းခံအဆောက်အဦဥပဒေကိုအကြီးအကျယ်တင်းကျပ်ခဲ့ပါတယ်2011ခုနှစ်ဟီဂါရှိနီဟွန်ဒိုင်းဂျီရှင်စန်ဒိုင်နဲ့အရှေ့မြောက်ပိုင်းတိုဟိုကူဒေသတစ်ခုကိုလှုပ်ခတ်ခဲ့ပြီးမဂနီကျူ 9.0 အဆင့်ထိရှိခဲ့ပါတယ်လူပေါင်း1,900,000 ကျော်သေဆုံးခဲ့ရပေမဲ့အံ့ဩဖို့ကောင်းတာအဆောက်အဦတွေပြိုကျလို့သေဆုံးတာတဲ့ဆူနာမီကြောင့်သေဆုံးတာပိုများခဲ့ပါတယ်ဂျပန်ဟာအစစ်မြင့်နည်းပညာတွေကြောင့်ဒီလောက်ပြင်းထန်တဲ့ငလျင်မှာတောင်အဆောက်အဦတွေမပြိုဘဲတောင့်ခံနိုင်ခဲ့ပါတယ်ဂျပန်ဟာငလျင်တန်းကိုဘလို့ကာကွယ်ခဲ့တယ်လဲဂျီရှင်းဆိုဟိုခုငလျင်လိုင်းမရောက်ခင်စက္ကန့်ပိုင်းအလိုမှာဖုံးတွေကိုအချက်ပေးသံလွတ်ပေးတဲ့စနစ်ပါမန်ရှင်အဆောက်အဦအောက်ခြေမှာရာဘာဒုံးတွေခံထားတဲ့နည်းပညာကြောင့်ငလျင်လှုပ်ရင်အဆောက်အဦကအောက်ခြေသာလှုပ်ပြီးအပေါ်ဘက်တွေကအရန်ကြီးမရင်းအောင်ထိန်းညှိပေးထားတဲ့ system ဖြစ်ပါတယ်။နောင်ဖြစ်လာနိုင်တဲ့ငလျင်နဲ့ကျွန်တော်တို့မြန်မာတွေရဲ့အကြံပြုချက်တစ်ခုပေးချင်ပါတယ်။အခုပညာရှင်တွေအစိုးရိမ်ဆုံးကတော့နန်းကိုင်းငလျင်ကြီးပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာတွေဟာဂျပန်မှာနေထိုင်တဲ့အခါဒါတွေကိုအသစ်ပြင်ထားရပါမယ်။ဟီဂျိုယောမိုချီတာရှိဖုကုတို့ emergency ဘက်ဖြစ်ပါတယ်။အရေးပေါ်အိတ်ထဲမှာအစာကြောက်ရေဓာတ်မီးနဲ့အရေးကြီးစာရွက်စာတမ်းမိတ္တူတွေအပြင် passport များကိုအစင်သစ်ထည့်ထားဖို့လိုပါတယ်။ဟိနန်းကြော့မိမိအိမ်သားကဘေးလွတ်ရာနေရာဘယ်မှာလဲဆိုတာကြိုသိထားဖို့လို